င်းလာတယ်နော်ဆင်းလာလိုက်ပါအေးဆင်း လာပါပြီ မြင်မြင်လာဗျာကျဲလာလားကျဲလာပါပြီလာပါပြီတော်ကြီးပါလေတော်ကြီးပါကျွေးပါလည်းမရှိပါဘူးကလေးလည်းမရှိပါဘူးခွေးလည်းမရှိပါဘူးရှင် ဘာလေးရှောက်ပြောနေတာလဲ လေအောက်လေ ကျုံရတော့သိတာကြည့်တယ်သိလား မျက်နှာကြီးကဖုံးတာတော့မမြင်ရပါဘူးကွယ်မသိပါဘူး ရုပ်မလှုပ်နဲ့တော့ရုပ်တော့မလှုပ်နဲ့ ဘယ်လိုပါလဲ ဓမြတိုက်နေတာဟမ်ရုပ်လှုပ်လို့ရှိဟော်ရီမောင်ကိုဆွဲဖြုံးလိုက်ဘာဖြစ်သွားမချင်းလဲ အမလေးကြောက်ပါလေဓမြတိုက်နေတာလားယ ဟုတ်တယ်လေဓမြတိုက်နေတာ ဟုတ်ကဲ့ ရုပ်တွေကိုကြည့်တယ် ဟုတ်ကဲ့ပါကြောက်ပါလေဓမြမတိုက်ပါနဲ့တော်ကြီးကမုံဆိုးပါပါ မလို့ချင်ဘူး ဟုတ်ကဲ့ တခိုးမှမပြောနဲ့ ပြောပါဦး ရှိတဲ့ပစ္စည်းတွေသွားယူဟမ်အဲ့ရဘေးသားမှာရှိတဲ့တစ်တာတွေကလက်ကောက်တွေကိုသွားယူတာ တစ်တာလေးလက်ကောက်တဲ့ဟိုတစ်တာလေးလက်ကောက်ကလေဟိုဒေါ်ကြီးတာကျော်အတွက်ဒေါ်ကြီးဆူတာပါကွယ်အဲ့ဒါလေးတော့ချမ်းသာပေးပါနော် မလို့ချင်ဘူးဟုတ်တယ်နော်တာကြောပမာလေ တာကျော်တာကျော်အခုဒီမှာမရှိဘူးရွာထိတ်ခဏသွားတယ်တော့ရလဲလေသူ့တော့ပါပါတယ်မရှိဘူးဟုတ်ပါလေ မပါသွားဘူးအဲ့တော့ဘုရားရှင်ပေါ်မှာရှိတယ်ဘုရားရှင်ပေါ်မှာရှိတယ်သွားယူတာ ဘယ်လိုလုပ်တည်လဲနော်ဟဲ့ဒီမှာမပေးဘူးငါသားလေးတာကျော်နဲ့ထားရတဲ့ပစ္စည်းနေတော့ကမပေးဘူးတက်ချင်တက်ပလိုက် အာဘေးကြီးကွာ အော်ပါလေ ရှင်တို့ရက်ဆက်လိုက်တာရှင်တို့လူတွေမအောင်ကြလားရှင်တွေအမလေးပြမပြလေရှင်တွေကျွန်တော်ဝတ်လိုက်တာရှင်တွေ သူတို့ဘယ်နာဖြစ်တာလဲဘယ်နာထိတာလဲဝေးဘယ်နာမှာထွက်တာလဲ သူပြမလဲလို့ဒီလေ အမေ ဟင် ထားအိတ်တွေကောင်းတာလေ ကောင်းလိုက်တာသားရဲ့ခွတ်တည်ပဲ မင်းသားလို့မလို့လက်ကျင်နေတာလေတော်တော်လေးပါတယ် သားကြောအောက်မလေးတမညာတိုက်တဲ့အခါကိုအိုက်တီကြည့်နေတာအောက်မလေးငါသိတော့မယ်သားကြောငါ့ကိုဘာလုပ်တယ်လဲ မပြဲလေမပြဲနဲ့ဟဲ့ရွာကဘာကျော်တို့ရွာကဘာကျော်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  ကဲပါမတ်ထားမင်းလည်းကောလေတိမ်ပါလုံးကိုအထိတ်တလန့်ဖြစ်အောင်လှုပ်တဲ့ကောက်တွေမှတ်ထားမင်းပေါ့ကြလားဟိုဒီလိုပါအုတ်ကြီးဘာအုတ်ကြီးလဲဟဲ့တော့ဘာအုတ်ကြီးလဲကြီးပါအုတ်ချွေမူအဲ့ဒါအခြေပြောစမ်းမှာအတူကောက်မခေါ်နဲ့ဟုတ်ကဲ့ပါအုတ်ကြီးဆိုတော့ငါပဲကြီးရပတ်စံနေအုတ်နေသလိုလို့ဘာလို့လို့ဟုတ်ကဲ့ဟိုကြီးဟာအုတ်ချွေမူဒီလိုပါကျွန်တော်ကမင်းသားဖြစ်ခြင်းလို့အိုက်တင်ကျင်တာမင်းအိုက်တင်ကျင်အနေကြီးရဲ့ကိုတိမ်ပါလုံးအထိတ်တလန့်ဖြစ်သွားတာအမနာလဲလားအုတ်ကြီးဘာအုတ်ဟိုမတော့လို့ကြီးအောင်ချွေမူဒီကောင်းလေးကိုဒီလောက်အပြစ်ပေးရုံနဲ့ကျွန်တော်မကျင်နဲ့မင်းကဘာဖြစ်ချင်တာလဲတော့ဟာကျွန်တော်ထိတ်တော့ပြေးတာလေမင်းတွေကငါလည်းပြေးရတာပဲကွာဒီကောင်းလေးတက်တက်ပြေးလို့ပြေးရတာငါလည်းပြေးရမှာဆိုပြောရောရှာမချင်းနဲ့ကွာဟဲ့ကောင်နေအဲ့ဒီစီပြရအဲ့ဒီရန်နေပြရအော်ရွာကိုဖျားပွဲမှာလေဟိုဇက်အပွဲလာတော့ကအဲ့ဒါပတ်စံပေးပြီးတော့တောင်းထားလိုက်တာလိုက်တာလေမကောင်းဘူး ချမ်းလူကြီး ခမရသားကိုကြောက်အပြစ်ပေးတော့မယ် ဟုတ်ကဲ့ ခမရကျင်နေ အောက်မလေးကျင်တတ်တယ်လူကြီးကျမကျင်တတ်တယ်ဒီကိုလည်းမလောက်သားလောက်လှုပ်လိုက်စမ်းပါဒင်းကြောင့်မလို့ကျမအသက်ထွက်တော့မယ်လှုပ်စမ်းပါဒီကောင်ကိုလှုပ်လိုက်စမ်းပါဘာ ကဲကွာမင်းရတယ်တမျိုးစကားပြောတာတန်ခွင်းဆက်တယ်ဟုတ်ဟုတ်ဟေးမင်းတမျိုးတော့ပြေဒါလူကြီးအဲ့ဒီ၄ယောက်စလုံးကိုမနေ့ပြန်နေထွဲတဲ့ချိန်ထိ24 hour သေုံခတ်ထားလိုက်သမီးမရတဲ့ရေမတိုက်လိုက်တာပဲစိုက်ချလူကြီးပို့ကျေးရဥက္ကဋ္ဌအမိတ်ဒါပဲဘာလဲကြာမိကကြာငါ့ဘာအဲ့ဒါပြည့်စည်အောင်လုပ်ကြအမေတော့အဲ့တော့ဥပဒေချောင်းကပြောမှဆိုရင်ပုံမှန်4852กว่าမှတ်တာကိုလည်းဆိုင်ပေါ့ရတာဆရာပါလေမင်းမထားပါလားဒီကအုပ်ချုပ်ရဘူးကွာကိုလည်းဆရာရဆရာဘာအုပ်ကြီးလဲခင်ဗျတိတ်ပြောမဝင်လေဟမ်နောက်တစ်ခါမင်းတို့နော် IT ချင်းဒီတဲ့ပုံစံမှာတာဒီကမင်းတို့လေမင်းဘယ်လိုထားအောင်လုပ်လိုက်လို့ထားလုပ်လိုက်လို့
ဒါလေတနက်ကြိုက်လို့ပါလားရော တာကျော်ဘလို့ဖြစ်ရလဲတာကျော်ရဲ့ ညမေဘယ်လိုဖြစ်ရမှာလဲညမေရဲ့နေမြင်တဲ့အတိုင်းပေါ့ငါအမှုပညာကိုဘယ်လောက်ထိယူသွတ်တယ်ဘယ်လောက်ထိမင်းသားဖြစ်ချင်တယ်ဆိုတာနင်းလည်းသိတရားလုံးလည်းသိငါမင်းသားဖြစ်ချင်တယ်ဆိုတာငါတယောက်တည်းအတွက်တည်းမဟုတ်ပါဘူးငါနိုင်ငံကျော်မင်းသားဖြစ်သွားလို့ရှိရင်ငါရက်ရွာလည်းဂုံရှိမယ်ငါအမေလည်းဂုံရှိမယ်ပြီးတော့ငါတိတ်ချရတဲ့နင်းဦးလေငါတင်းတောင်းတင်းနေနဲ့တင်းတောင်းနိုင်ပြီလေဟာပြီးတရွာလုံးငါကုံလိုက်လန်းနဲ့ခင်းပြမှာဟာအဲ့လိုရည်ချက်ကြီးကြီးမားမားနဲ့ငါအဲ့ဒီနေကျင့်တာငါယူတော့တာအဲ့ဒါနေပါနားမလဲဘူးငါတို့လုံးရတယ်ဟာ နေအိုက်တင်ကျင်တာလဲကျင်တာပေါ့တာကျော်ရဲ့ဟုတ်ဒါပေမဲ့တရွာလုံးထိတ်လန့်ဖြစ်သွားတော့ဘယ်ကောင်းမှမလဲငါဘာကိုလဲခွင့်လို့ပေးပါနော် အေးပါဟာငါနားလဲနိုင်ပါတယ်ဒါမဲ့လေအနည်းကိုတစ်ခုလောက်တော့မေးကြည့်နေတာ မေးလေးတာကျော် ငါအမှန်တိုင်းလို့ဖြေပေးပါနော် ညမေအမှန်တိုင်းဖြေပါမယ် ငါအခုလုပ်တဲ့ ID ကောင်းလားယင် ဘာဖြစ်လဲအိုက်တင်ကျင်နေဟုတ်လား မင်းကြီးကြ ID နေလေ အေးကျင်အဲ့မှာအစာငန်းဟန်ပြီးတော့ဒါကျင် ဟာညမေအော်ကွာငါဘာသူမှနားလည်းမပေးကြတော့ဘူးလား နားမလဲဘူးနားလည်းမပေးနိုင်ဘူးကွာဟမ်မင်းဟိုအခုလုံးမဖြစ်တာလေအဲ့ဒါတာကြောင့်မင်းရောက်ဒီနေ့ဒီချင်းကစားပြီးမင်းနဲ့ငါတို့တွေအပေါင်းနေမလောက်တော့ဘူးကွာအဲ့ဒါကဒုက္ခရောက်ဟုတ်တယ်ဒီကိစ္စတွေဒီပြဿနာတွေအားလုံးဖြတ်ရမင်းရောက်မင်းနောက်မင်းဘယ်တော့မှအပေါင်းနေမလို့ဘူးရောက်ဘာမှလုပ်ရကြမရှိချင်းချင်းလေအခုလူ6ပုတ်ထဲရောက်တာမင်းကြောင့်ငါတို့ထမင်းမစားတာမင်းကြောင့်အားလုံးဒုက္ခရောက်တာအားလုံးကမင်းကြောင့်မင်းရလိုက်တာကွာအိမ်နေချင်းတာကောင်းလားယင်ကဲနားတာမီးကျက်အမီးစားကောင်းကျက်ကောင်းစားတဲ့ကောင်းလေမင်းတို့ကောင်းလေရလေတချင်အားကိုပလွေရော ဒီဘောအကူပစံရိုးလှုပ်ဆမ်းမှာကွာ ဗျာဟာလေဒီကောင်ကိုကြည့်လိုက်စမ်းပလွေရိုးလောက်ပဲရှိတယ်တက်သေးလေးမတွေ့ဘူးလား အစင်မရှိဘူးထားတော့လား အစိုးမြေဝါဒီတွေမင်းတို့ကောင်းတွေကိုစမ်းကြည့်ရမယ်ဟမ်ခွေးမီကောက်ကြည်တော့စုပ်အသားတွေကလောက်ထွက်တဲ့ကောင်လေမင်းတို့ဟဲ့ ရရွာအေဂျင့်တာယာရင်းနဲ့တရားဥပဒေစုံမရေးကိုမင်းကနှောက်ယှက်နေတာကွာ မသိဘူးဒါကဟုတ်တယ်တကယ်ဒီလောက်ကွာဒါဒီကောင်တကယ်ဒီလားဒီကောင်မလို့ဟဲ့ကိုကြည့်မင်းလည်းကြမင်းလည်းကြလားလည်းကြချောက်လိုက်ပါပြီဟုတ်ကြပြီလက်တော့မင်းလည်းကမြောက်ထားလားလောက်ပါ ဟဲ့လေအကောင်လည်းမင်းတို့လက်တွေအလုံးမြောက်လေထဲမှာမြောက်ထားလိုက်စမ်းလာဟုတ်လား ဘာလို့မလဲအုတ်ကြီးရဲ့ဒီကောင်ပေါ့ဒီမှာကျွန်တော်တိုးလာတာကြည့်ပါဦး ကောင်းတယ်ဘာကောင်းတာလဲမင်းအဲ့လိုလဲကောင်းလားကျွန်တော် fighting ကျင့်တာခင်ဗျ fighting ကျင့်တာ ဟမ်ရောမင်းပိုက်တင်ကြည့်တာလည်းကြည့်ပါဦးကွာဒီမှာအောင်ကျော်ကွာ တာကြော ပရိသတ်ကိုညာလို့မရဘူးအမှန်ပဲလုပ်ပြတယ်နားလည်းမလဲပဲနဲ့ကြီးကျလိုက်ကောင်မင်းဟိုတယ်လေးကလည်း ID ကျင့်တယ် ဟုတ်ကဲ့ အခုလည်း fighting ကျင့် fighting ခင်ဗျာ ဟဲ့လား ဟုတ်ကဲ့ တိတ်ကျင့်နေလား ကျင့်နေတယ်ခင်ဗျာ ငါအိမ်မှာသွားကျင့်ငါအိမ်မှာ
ပေါ့လားသွားမယ်သွားမြန်သွားတက်ရနေလဲမြောက်သွားအေးဘာကောင်နေလဲမင်းတို့စိတ်ကြီးပဲအမေပါနတ်မင်းဟာအဲ့ပါလေဘာသွားအမေဘာလုပ်နေတာဘာကောင်နေလဲမင်းတို့ဘာကောင်နေလဲကွာ大家都都原来嘛眼皮的了，面啦面，ရန်ပြနေတာ 好的， မင်းလေးရရန်ပြလို့ပဲငါအိမ်ရောက်နေပြီဥမလာပြောရလားဟလားနောက်နေ့မှလာပြောပါလားနောက်နေ့မှလာပြောပါလားဘာကောင်နေတော့ဟာ 大家，你我没解释， နေလေ 你这个没拿皮钱呢？ ဩဘလို့မေးလိုက်တာလဲညမေယာငါမင်းသားဖြစ်ချင်တာလေတပိုင်းကိုသေးနေရတယ် အဲ့လိုတစ်ပိုင်းတည်တော့နင်ဘယ်လိုမင်းသားဖြစ်မှာလဲ ဩငါပြောတာဖြစ်ချင်တဲ့စိတ်တပိုင်းသေးနေတယ်လို့ပြောတာ နင်ဘာအလုံးမမလုပ်ပဲနဲ့လေအဲ့လိုမင်းသားယူနေအဘနင်းနဲ့ငါ့ကိုသဘောတူပါလိမ့်မယ် ဩညမေယာလေဒါကလည်းရိုးနေပါပြီနေရွာဗီဒီယိုမှာဗီဒီယိုကြည့်ဖို့ရမလားဟမ်တကြီးသမီးနဲ့အလုတ်ခင်ရှိရမင်းသားဘယ်တော့မှသဘောတူဘူးလို့စက်သိန်းကြလည်းညားသွားတာတဲ့ နင်အဲ့လိုအယူခံနေတိလားနင်နဲ့ငါနဲ့ညားပါလိမ့်မယ်အာကြီးကြီး ဟေးဒီမှာငါအခုလိုအယူထနေရဲဆိုတာလေနင့်အတွက်လည်းပါတယ်နော် ဘာဖြစ်လို့လဲ ဘာဖြစ်ရမှာလဲငါနိုင်ငံကျော်မင်းသားတစ်ယောက်ဖြစ်သွားတယ်ဆိုလို့ရှိရင်နင်ကနိုင်ငံကျော်မင်းသားရဲ့ရည်စားဖြစ်ပါလေ အေးနာသားကြောင့်နင်ရဲ့နိုင်ငံကျော်မင်းသားဖြစ်သွားရင်ငါနိုင်ငံကျော်မင်းသားရဲ့ရည်စားဖြစ်မှာပေါ့နော် ဟေးနင်နဲ့ငါနဲ့ညားရင်နင်ကနိုင်ငံကျော်မင်းသားရဲ့ကတော့ဖြစ်အောင်ပါ အေးဟာအဲ့ဆိုငါနိုင်ငံကျော်မင်းသားရဲ့ကြော်လည်းဖြစ်မှာပေါ့နော် တော်ဘောဟာ သားကြောင့်နင်ဒီပြောနေရပါနော်အိုက်တင်ကျင့်နေမဟုတ်မလား ဟိုတကယ်အတီပြောတာပါအဲ့ဒီကျင့်တာမဟုတ်ပါဘူးပါ အဲ့ဆိုရင်ငါအကြံတစ်ခုပေးမယ်တိလားသားကြောင့်အခုရွာထဲမှာလက္ခဏာကြီးရဲ့ဘင်းလေးဆက်တက်ရောက်နေတယ်တိလားရဲတွေကလည်းအရန်ကောင်းနေတယ်တိလားအဲ့ဒါလေနင်မင်းသားမြင်မြန်ဖြစ်